Limota T03 EV ကချောလိုပဲတေးသေးလေးနဲ့လှဟဲ့ချောချောလန့်လိုက်တာဂျာကြီးရလေနင့်ကငါ content တွေထုတ်ခိုင်းထားတာလေဘာလို့ဒီမှာလာပြီး TikTok ကနေရတော့ချောကဒါ content ထုတ်နေရလေဂျာကြီးရဲ့ချောကဒီလိုကမှာကောက်စိတ်ဝင်စားမှာဗောဂျာကြီးရဲ့နင်ကားရှိမှဒီလိုကနေမှာတော့ကောက်ကိုပဲမြင်မလဲနင့်ပဲမြင်မှာဗောဂျာကြီးရလေဒီလိုကမှာတိမှာပါဆိုဟာနင်ကလေနင်ကလေတနေ့ကားကိုဘယ်လိုရောင်းထုတ်ရမလဲကားရဲ့အားသာချက်တွေကဘာလဲမစင်စားဘူးအများနဲ့ TikTok ကနေတာပဲစိတ်ညစ်တယ်အလုပ်ပြုတ်တော့မယ်နော်ဂျာကြီးသွားပြီဂျာကြီးကတော့အကြီးကိုမှာပါပြီချောကလေဒီလီမော်တာ T03 EV ကားရဲ့ fashion တွေအကုန်လုံးကိုထုံးလို့မွေရှည်လို့နောက်အကုန်လုံးရတယ်ပြီးတော့ဒီကားရဲ့အားသာချက်တွေအကုန်လုံးကိုလည်းလာသမျှ customer တွေကိုချောကပြောပြနိုင်တယ်ဂျာကြီးရဲ့ဒါကိုချောကအကနဲ့ကပြမယ်ဂျာကြီးကြည့်ဟုတ်ရဲ့လားဟာသိဟုတ်တာဗောဂျာကြီးရဲ့ဂျာကြီးမယုံရင်ကြည့်လိုက်လေကြည့်ကြသေးတာကဲလက်စမ်းပါအကျဉ်းကြီးပဲအဲကုန်းကအရက်အေးလွန်းလို့ဘေးမှာဖတ်ထားပေးမယ်ချစ်သူလေးတယောက်တော့လိုမယ်နော်energy မကုန်ဘူးကီလို400အေးစေးပဲခဏလေးနဲ့အားပြည့်တယ်သူ့ချစ်လို့ပဲကာကိုဘူးစပိတ်ရလဲ210လီတာအထိစက်နေဩမပြီးသေးဘူးနော်ဘာလို့သေးလဲအကျန်းခံတဲ့နေရာမရွေး space မရွေးတဲ့လိမော်တာ T03 EV ဘလို့လဲဂျာကြီးရဲ့ချောတော်ရမလားအရန်တော်ဒါဆိုချောနေတိုင်း TikTok ကမှာနော်ဟာဒါဟောကောဂျာကြီးကလည်းနည်းလက်ခုပ်တီးပြီးတော့အားပေးမယ်ဂျာကြီးအဲ့ဒါဘာလဲနင်ကလက်အံတာကွာဘာလဲနာကျွန်တော်တို့ကြတော့အလုတ်ကိုရေးသားခိုးသလေးပါလေးနဲ့ဂျာကြီးကြတော့ဒီမှာလာပြီးစော်လေးနဲ့လာရှိတ်ကြည့်လို့နော်ဂျာကြီးမိမနဲ့သွားတိုင်ပြောလိုက်မှာဟေ့မင်းဘာလို့ရှော့ပြောနေတာလဲဒါအလုပ်လုပ်နေတာကွာဒါ talent ရှိတယ်လို့ခေါ်တယ်ဒါ digital marketing အေးမနှက်ဖြန်ကနေစပြီးတော့သူတယောက်တည်းမဟုတ်ဘူးမင်းတို့ကကရမယ်ဒါပဲဗျာ